ငါလက်ဖေးဆိုင်မှာလှုပ်တာကြာပြီလက်ဖေးပိုင်းကခါမှမတောက်ဘူး ဦးလေးကလည်းတစ်ခါမှမတောက်ဘူးကြာဘာလို့မတောက်တာ လက်ဖေးတွေပိုင်းကတောက်လို့မျက်နှာတွေကလီလာတယ်လို့အသားရည်တွေကရောင်လာတယ်လို့အဲ့လိုဖြစ်လဲ လက်ဖက်ရည်နဲ့မတက်ရဘူးဆိုတာတစ်ခါမှမကြဘူးဦးလေးဒီဝါတရလက်ဖက်ကိုတောက်ကြည့်လိုက်စမ်းပါသမီးတော်မလေးအရန်ဆွဲလန်းနေတာဘာမှမဖြစ်စေရဘူးရောအာမခံနဲ့တောက်ကြည့် ဟဲ့ငါမျက်နှာတွေလီလာသလား မနေပါဘူး ဖူးတွေရောပေါက်လာသလား မပေါက်ပါဘူးပေါက်ပါဘူးမမ အသားရည်ရောင်လာပါရရှိလားကြည့်ပါဦး မချောင်းပါဘူးမချောင်းပုံမှန်ပဲ ဒါဆိုတော့လက်ဖေးနဲ့ငါနဲ့အခုတဲ့လို့ဖြစ်တယ်နော်ဟဲ့ခဏလေးတော့ငါကရှင်ကနေသွားလိုက်ဦးဗျာ အစားအသောက်ကောင်းလို့စိတ်ချမ်းသာဝါတီကိုသာလာခဲ့ပါ